အားလုံးပဲမင်္ဂလာပါဗျကျွန်တော်အခုဖောက်ပြသွားမှာနာမည်ကြီးနေတဲ့ရန်လင်းအဝါကိုဖောက်ပြသွားမှာဖြစ်ပါတယ်ကဲကျွန်တော်တို့ဘာတွေပေါက်မလဲလိုက်ကြည့်ပါဦးဝယ်တာ9000ပေးရတယ်ဘာကြီးအရင်ကြည့်မလားဒါမှမဟုတ်ရှုံးမလားသူဖောက်ရအောင်ကဲပတ်စံလားစကူလားပတ်စံလားစကူလားကတ်ထူပတ်စံလည်းမဟုတ်စကူလည်းမဟုတ်ကတ်ထူထိုးအောင်ပေါ့သေးဘူးဘလို့လဲလို့တကယ်ပတ်စံဆိုတကယ်ပြေးသွားတော့တယ်ဗျကျွန်တော်အားနေတော့ဘလို့လေးပဲလန့်နေတော့မဖြစ်တော့ကတ်ထူပဲထင်တာဒီရကတ်ထူပဲဟာတော်တော်ပြောတာ9ချောင်း6ချောင်းရှိနေပြီခုဒီကတ်ထူတွေပဲ what the hellဟာကတ်ထူပဲဟာဒီအားမရနှစ်ချောင်းဖောက်နေတာနှစ်ချောင်းဖောက်နေတာကတ်ထူတအားများနှစ်ချောင်းဖောက်လိုက်မယ် let's go ကတ်ထူပဲဟာဒီမှာပတ်သက်ပါလားဟာ90တိတ်ကလေးပါအပူပေးလိုက်ပါလေကြတိတ်ကလေးပါအပူပါပါတယ်တိတ်ကလေးပါပို့ပေးလိုက်တယ်နော်တိတ်ကလေးပါပို့ပေးလိုက်တယ်ကျေးဇူးပါ